Okay 3D မိတ်ဆွေများအားလုံးမင်္ဂလာပါကျွန်တော်တို့ဒီမှာခွန်ထိပ်စီးဆိုတဲ့ကဏ္ဍရှိပါတယ်ခွန်ထိပ်စီးနော်ခွန်ထိပ်စီးပြီးတော့ကျွန်တော်တို့ကဒီမှာရှစ်ထိပ်စီးဆိုတဲ့ကဏ္ဍရှိပါတယ်ခွန်ရှစ်ပြီးတော့ကျွန်တော်တို့ကဒီမှာကိုးထိပ်စီးဆိုတဲ့ကဏ္ဍရှိပါတယ်နော်ကျွန်တော်ဒီမှာခွန်ထိပ်စီးရှစ်ထိပ်စီးကိုးထိပ်စီးခွန်ရှစ်ကိုအဲ့ဒီခွန်ရှစ်ကိုလို့ဖြစ်ပြီးတော့တော့ဒါတူရဲ့တပွဲကျော်မှာကျွန်တော်တို့ကဒီမှာကနော်ခွာကူလို့ဖြစ်တယ်နှလုံးပေါင်းကူပေါ့နော်ဒီချစ်တိတ်စီရဲ့သူကတပွဲကျော်ပေါ့နော်နှလုံးပေါင်းကူပေါ့နော်ဒါရှင်းမယ်လို့ထင်ပါတယ်နော်အဲ့ဆိုကျွန်တော်တို့ကဒီမှာကိုးတိတ်စီရဲ့တပွဲကျော်မှာနှလုံးပေါင်းကူသူကခွာနှလုံးပေါင်းကူကိုသူကရှင်းတယ်နော်သူကခွန်ရှစ်ကိုလို့ပြောပြီးတော့ဒါခွန်တိတ်စီရဲ့ပေါ်မှာခွာကူရှစ်တိတ်စီရဲ့တပွဲကျော်မှာခွာကူကိုးတိတ်စီရဲ့တပွဲကျော်မှာခွာကူနော်အဲ့လိုတော့ရတယ်အဲ့လိုဖြစ်တယ်ပေါ့နော်သူအဲ့လိုမဖြစ်ခင်မှာတဲ့သူကလေးတိတ်စီဆိုပြီးသူကဝင်ခဲ့တာနော်လေးတိတ်စီပေါ့နော်ဟုတ်ပြီကျွန်တော်တို့ကဒီမှာခွာကူလို့မဖြစ်ခင်မှာငါးတိတ်စီဒီမဲ့ခွာကူလို့မဖြစ်ခင်မှာ6တိတ်စီနော်အဲ့ဒါသူကဆင်းလိုက်သွားတာပေါ့နော်သူအပြိုင်သွားတာပေါ့ဒီဘက်မှာသူကခွန်ရှစ်9လို့သွားတယ်ဒီမှာ4 5 6လို့သွားတယ်ခွာကူကတော့ပုံလေးပေါ့နော်အဲ့လိုသွားတယ်အဲ့ဒီမှာကျွန်တော်တို့ကအဲ့ဒီ၄တိတ်စီးနဲ့သူကအပီးရှင်းသွားတယ်အဲ့ဒီစိတ်ကလေးကသူကအဘောက3လေတိုင်လေးနဲ့အောက်ကနောက်ပေါင်းရှင်းတယ်17ဆိုပြီးအလိုပဲရိုက်သွားတယ်17နော်ဒီမှာလဲ6လေတိုင်လေးနဲ့နောက်ပေါင်း2နဲ့17ဒီမှာလဲသူက6လေတိုင်နဲ့နောက်ပေါင်း9နဲ့17ဆိုပြီးအဲ့လိုလေးပေါ့နော်အဲ့လိုလေးတွေဖြစ်သွားတယ်အဲ့ဒီမှာကျွန်တော်တို့ကဟိုဒါအရင်ဘက်ကဘယ်လိုလေးထွက်သွားလဲဆိုတာကျွန်တော်ထပ်ကြည့်အောင်နော်ဒါအရင်ဘက်ကဘယ်လိုလေးထပ်ထွက်သွားလဲဆိုတော့သူကတောင်းပြတ်တုံးလုံးပေါင်းခွန်လို့သူကချိုးတာနော်တောင်းပြတ်တုံးလုံးပေါင်းခွန်လို့ချိုးလိုက်တော့နော်သူကနောက်ပိတ်နဲ့ထိပ်စီးက3နဲ့ပုံချုပ်တယ်နော်ဒီကတ်မှလည်းအဲ့လိုပဲတောက်ပြတ်တုံးလုံးခွန်ပြီးတော့ရှစ်နော်အဲ့လိုရှစ်လို့ဖြစ်ပြီးတော့ကျွန်တော်တို့ကရှစ်တဲ့ဖြစ်လို့ဖြစ်တဲ့ခိုင်မှာလဲတုံညနောက်ပိတ်နဲ့3ထိပ်စီးနဲ့3နဲ့ပုံလေးချုပ်တယ်နော်အဲ့လိုလေးချုပ်တယ်အဲ့ဒီကျွန်တော်တို့ကခွန်ရှစ်ပြီးဒီမှာ9ဆိုပြီးဒါပြီးခဲ့တဲ့ဘက်ကတုံညထိပ်စီကိုလှလေးဝင်တော့တာပေါ့နော်အဲ့လိုဝင်တဲ့အချိန်မှာလဲသူကဒီနောက်ပိတ်နဲ့ထိပ်စီးက3ပဲဖြစ်တယ်ဒါရှင်းအောင်ပြန်ကြည့်မယ်ဆိုလို့ရှိရင်နော်အဲ့ဒါတောက်ပြတ်တုံးလုံးပေါင်းနော်ခွန်လို့ပြတ်တဲ့အချိန်မှာတုံညပိတ်နဲ့3ထိပ်စီးနဲ့3ဖြစ်နေရမယ်နော်ဒီမှာတောက်ပြတ်တုံးလုံးပေါင်း10ဖြစ်တဲ့အချိန်မှာတုံညပိတ်နဲ့3ထိပ်စီးနဲ့3ဖြစ်ရမယ်နော် sorry တောက်ပြတ်တုံးလုံးပေါင်း9ဖြစ်တဲ့အချိန်မှာလဲ3နောက်ပိတ်နဲ့တုံညထိပ်စီးနော်အဲ့လိုပေါ့3ဖြစ်ရမယ်အဲ့ဒီမှာသူကဒီ site ကလေးကသူ့အနေထားလေးနဲ့သူကလှပလေးတွေဒါသူရိုက်နော်အဲ့လိုသူကထိပ်စီးဒီကောင်ကယူလိုက်ပြီဆိုတော့ကျွန်တော်တို့ကအောက်မှာသူကလေးထိပ်စီးရဲ့အောက်မှာခွာကူနော်ခွာကူဆိုတော့ဒီမှာနောက်ပေါင်း9ဆိုပြီးတော့တက်ရိုက်တီးတာသူအဲ့လိုနော်နောက်ပေါင်း9ဆိုပြီးတက်ရိုက်တာအပြီးရှင်းတာပေါ့နော်အဲ့ဒီမှာလေဒီမှာခွာကူ9ထိပ်စီးအောက်မှာခွာကူ
အဲ့ဒီမှာလည်းဒီမှာလည်းနောက်ပေါင်း9ဆိုပြီးတိတ်ရိုက်တာနော်9ဇက်လန်းနေပါနော်အဲ့ဒီမှာလည်းဒီမှာလည်း6တိတ်စီအောက်မှာခွာ9အဲ့မှာဒီမှာခွာ9ဆိုရိုက်လိုက်တော့ sorry ဟိုအောက်ကခွာ9ကနေပြီးအောက်မှာနောက်ပေါင်း9ဆိုပြီးတော့ရိုက်နော်အဲ့ဆိုတော့တုံညတိတ်စီနဲ့နောက်ပေါင်း9ဆိုတော့ဒါ10ခွဲနဲ့ကိုပေါက်ပြီပေါ့နော်ဟုတ်ပြီကျွန်တော်တို့ဒါအရင်ဘက်ကဖြစ်ခဲ့တဲ့ဟာလေးတွေပေါ့နော်အဲ့ဆိုတော့ကျွန်တော်တို့ဘာတွေထပ်ပြီးလေ့လာရမလဲဆိုတော့ဟိုဖြစ်နိုင်ခြေလေးတွေပေါ့နော်အခုကျွန်တော်တို့၄လပိုင်း1ရက်နေ့နော်အဲ့နေ့ပေါ့ထွက်မဲ့၄လပိုင်း1ရက်နေ့ထွက်မဲ့ဒီချဲမှာပေါ့နော်ကျွန်တော်တို့ဘယ်လိုလေးဖြစ်မလဲပြဆက်ပြီးကျွန်တော်လေ့လာကြည့်အောင်သူက6ရိပ်ပဲရိုက်နေတော့ကျွန်တော်ကလည်း6ရိပ်ပဲရိုက်တာပေါ့နော်ဒီမှာ4တိတ်စီ5တိတ်စီနော်တုံညတိတ်စီအဲ့ဒီ3လုံးပေါင်းချင်းဒီ9ရိပ်ပဲစီနာကစတန်စီနာဆို9ပဲကျွန်တော်ဆွဲလိုက်နော်9ပေါ့နော်အဲ့မှာယူသားချက်ကွဲတာလေးလည်းကျွန်တော်ပြပေးပါမယ်နော်ထိတ်ထောင်3လုံးပေါင်းချင်း9နော်အဲ့တော့3ထိတ်စီရဒီမှာလည်း9ဆိုလို့ရှိရင်ထိတ်ထောင်3လုံး9ဆိုလို့ရှိရင်ကျွန်တော်တို့ကဘာရမလဲဆိုတော့8ထိတ်စီရနော်8ထိတ်စီရကဲဟုတ်ပြီကျွန်တော်တို့ကဒါထိတ်စီးကိုမှအလွယ်ယူလိုက်တာပေါ့နော်6ပြည့်ရှင်နဲ့ဒါ3လုံးပေါင်း6ပြည့်ရှင်နဲ့ထိတ်စီးကိုကျွန်တော်တို့အလွယ်ယူလိုက်တာ8ထိတ်စီးရတယ်နော်8ထိတ်စီးရတယ်ဆိုတော့အဲ့ဒီမှာကျွန်တော်တို့ကထပ်ပြီးတော့အလဲတိုင်းထပ်ပြီးတော့ကျွန်တော်အလွယ်လေးပဲထည့်လိုက်နော်ကျွန်တော်တို့ကဒီမှာနော်4ထိတ်စီးအဲ့4ထိတ်စီးကကျွန်တော်တို့ဒီမှာ4လဲတိုင်းဆိုပြီးတော့ဖြောင်းယူမယ်ဗျာနော်4ထိတ်စီးက4လဲတိုင်းလို့ဖြောင်းယူမယ်ကျွန်တော်က5ထိတ်စီးကလည်း5လဲတိုင်းလို့ပြောင်းယူမယ်နော်ဟုတ်ကျွန်တော်တို့ကဒီမှာလဲ6ထိပ်စီကလည်းဒီမှာ6လဲတိုင်းလို့ကျွန်တော်ပြောင်းယူလိုက်မယ်6လဲတိုင်းနော်6လဲတိုင်းအဲ့ဒီမှာကျွန်တော်တို့ကဒီ site ကအရင်လဲရိုးရှင်းပါတယ်နော်ဒါထွက်ရှေ့ကထွက်သွားတဲ့ပုံစံလေးကလည်းရိုးရှင်းလေးနဲ့ပဲနော်စမတ်ကြလေးထွက်သွားတယ်ကျွန်တော်တို့ကလည်းဒါနောက်ကရှေ့ကထွက်တဲ့အတိုင်းတာကိုနောက်ကနေပြီးတော့နောက်ခံလိုက်တဲ့အနေထားပေါ့နော်အဲဆိုတော့ကျွန်တော်တို့ကတစ်နောက်ပိတ်နော်အဲ့လိုအလွယ်ပဲထည့်မယ်တစ်ပြီးတော့နှစ်ပိတ်နှစ်ပြီးတော့ဒီမှာ3နောက်ပိတ်ဆိုပြီးကျွန်တော်တို့ထည့်လိုက်3နောက်ပိတ်နော်အဲ့ဒီမှာထည့်ရတာလို့ကျွန်တော်တစ်ချက်ပြန်ညှိကြည့်အောင်ထည့်ရလားလို့ပြန်ညှိမယ်ဆိုလို့ရှိရင်သူကဒီတစ်နောက်ပိတ်ထဲကျွန်တော်တို့ထိုင်လိုက်တဲ့အချိန်မှာသူကနောက်ထောင်လုံးလုံး30ဖြစ်နေရမယ်ဖြစ်တယ်နော်အဲဆိုတော့တစ်ပြီးတော့နှစ်ပိတ်ရမှာနှစ်နောက်ပိတ်တဲ့အချိန်မှာ30ပြီးတော့6ဖြစ်နေရမယ်6လည်းဖြစ်တယ်နော်6ပြီးတော့3နောက်ပိတ်တဲ့အချိန်မှာ8ဖြစ်ရမယ်ဖြစ်တယ်နော်3လုံးပေါင်း8ဖြစ်တယ်နော်3လုံးပေါင်း8ဖြစ်ပါတယ်အဲဆိုတော့ကျွန်တော်3နောက်ပိတ်လို့ရတယ်အဲဆိုတော့ကျွန်တော်တို့ဒီကဏ္ဍက863ဆိုတဲ့ကဏ္ဍထွက်863နော်အဲ့ဒီမှာထိတ်စီးကဒီ site မှာကထိတ်စီးကတခြား site တွေနဲ့လည်းဝင်သွားနိုင်တယ်နော်အဲ့ဒါလေးတစ်ချက်တခါတည်းပါပြောတော့မယ်ပေါ့နော်အဲ့ဆိုတော့ကျွန်တော်တို့ကဒီမှာကထိတ်ထောင်3လုံး8နော်8ဆိုလို့ရှိရင်တုံညထိတ်ဝင်မယ်8ပြီးတော့ဒီမှာ6လို့လာတာနော်8 9ပြီးဒီမှာ30လို့များလာခဲ့ရင်2ထိတ်စီးဗျနော်အဲ့ဆိုတော့263နော်အဲ့ဒီမှာဒါထိတ်စီးပြောင်းသွားတယ်နော်အဲ့ဒါပြီးကျွန်တော်တို့ကနောက်တော့တစ်မျိုးကြံနေတယ်နော်သူကဘာလဲဆိုတော့သူက6ထိတ်စီးလည်းဝင်သွားနိုင်တယ်သူကရှေ့တွင်းနဲ့ထိတ်စီးက6နော်ဒါရှေ့တွင်းနဲ့ထိတ်စီးက6ဒါရှေ့တွင်းနဲ့ထိတ်စီးက6ဆိုရင်6ထိတ်စီးဝင်သွားနိုင်တယ်နော်မ663နော်အဲ့လိုလေးပေါ့နော်
ဟုတ်ပြီကျွန်တော်တို့ကဒီက6ဇလန်းနေရိုက်သွားတယ်6ဇလန်း2ချက်ရိုက်တဲ့တူပဲ6ချက်ပေါင်းရင်8ဆိုတဲ့တန်ဖိုးရတယ်နော်8ဆိုတဲ့တန်ဖိုးရတယ်ဆိုတာ9ချက်ဆိုပါဒီမှာကွာ9တစ်ချက်နောက်ပေါင်း9တစ်ချက်ဆိုလို့ရှိရင်အတူဒီလေးလုံးပေါင်းလို့ရှိရင်အောက်ကကွာနဲ့နောက်တွဲနဲ့ပေါင်းလို့ရှိရင်8ဆိုတဲ့တန်ဖိုးရတယ်အဲ့တော့ဒီကောင်လဲတော့စိတ်ချလို့မရဘူးဒီဗရိတ်နဲ့နော်ကျွန်တော်ဆွဲပြရတာဆိုတော့နည်းနည်းလေးနော်ဒီက8ဗရိတ်နဲ့ဒီတုံညာဒိတ်စီနဲ့8လို့လဲသူပေါက်သွားနိုင်တယ်နော်အဲ့ဒါတော့ကျွန်တော်ဒီမှာ9ဗရိတ်နဲ့3ဒိတ်စီနဲ့8လို့လဲပေါက်သွားနိုင်တယ်သူကဒီနောက်ဘိန်းနဲ့ဒိတ်စီတောင်မှပဲ8ရဲ့ဘာ3ချိုးထားတာဆိုနော်ဟုတ်ပြီကျွန်တော်ကဒီ4ဗရိတ်နဲ့နော်4ဒိတ်စီနဲ့မှာ8ဆိုလို့ရှိရင်အဲ့4ဒိတ်ကလည်းဝင်တော့နိုင်တယ်နော်အဲ့ဆိုတော့4လျှောက်တုံးအဲ့ဒါကျွန်တော်ခုပြလိုက်တဲ့အနေထားမှာနော်နော်၄ကွက်ရတာပေါ့နော်ကဏ္ဍ၄ကွက်ရတာဖြစ်ပါတယ်အဲ့ဒီထဲမှာမိမိ channel တက်တဲ့ကဏ္ဍတော့မဟုတ်ယူဆချက်ဒါမိမိကိုယ်တိုင်ပေါ့နော်ဒီပြန်လဲတုံးတက်ပြီးတော့နော်အားလေးပြန်ပြီးတော့ဒါစဉ်းစားလို့ရအောင်ဒါကျွန်တော်အနေနဲ့ဒါမျှဝေပေးတာဖြစ်ပါတယ်နော်ကျွန်တော်ဒီ site ကဒီနောက်ပေါင်း9မကြခင်မှာရှစ်ပရိတ်နော်ရှစ်ပရိတ်ကြပြီးမှနောက်ပေါင်း9ကြတာပေါ့နော်အတူအစင်းလိုက်သွားတာအဲဆိုတော့ရှစ်ပြီးတော့9ပရိတ်အဲ့ဒီ9ပရိတ်ကြပြီးမှနောက်ပေါင်း9ကြတာပေါ့နော်9ပြီးတော့10ပရိတ်ပရိတ်ကြပြီးမှနောက်ပေါင်း9ကြတာနော်အဲ့လိုလေးဖြစ်ပါတယ်သူကဘယ်လိုပြောမလဲဆိုတော့ဒီခွန်ရှစ်ပရိတ်နဲ့နောက်ပေါင်း9နဲ့ပရိတ်နဲ့နောက်တွဲနဲ့တုံးလုံးပေါင်းဒီပရိတ်နဲ့နောက်တွဲပေါင်းခြင်းခွန်ဖြစ်ခြင်းဟာကျွန်တော်ကဒီခွန်ထိတ်ကလာတာဖြစ်တယ်နော်အဲ့ဒီခွန်ကိုစားပြီးပါတော့နော်ဟုတ်ပြီကျွန်တော်တို့ကဒီ9ပရိတ်နဲ့နောက်တွဲ9နဲ့က8ကလည်းဒီမှာ8တိတ်စီစုတရားနေရောအဲ့လိုလေးထောက်ချက်ကလေးရှိပါတယ်ဒီတုံညာပရိတ်နဲ့နောက်ပေါင်း9က9ဖြစ်ခြင်းဟာဒီလိုကြောဒီမှာကိုထိတ်စီးဆိုပြီးတော့အဲ့လိုလေးဖြစ်ပါတယ်နော်အဲ့ဒါသူ site ကလေးတွေကတော့သူကနောက်တွဲနဲ့အလဲတိုင်းဒီနော်14လို့မြည်ပါတယ်နော်9ရက်ပါ4လို့မြည်ထားပါတယ်နော်ဟုတ်8တိုက်စီးရဲ့ဘင်းမှာလဲနောက်ပေါင်းခွန်နဲ့ခွန်လဲတိုင်းလေးနဲ့14လို့ပဲမြည်ထားပါတယ်နော်ခွန်နောက်ပိတ်ရဲ့နောက်မှာလဲနောက်ပေါင်း9နဲ့9လဲတိုင်းရလဲ14လို့မြည်ထားပါတယ်အဲ့ဒီအတွက်ကြောင့်ဒီ4ဇလန်းတွေနဲ့ဒီ4ရဲ့ပါဝါကွာ9တွေ4နဲ့9နဲ့တန်ဖိုးတူတွေ9ဇလန်း4ဇလန်း8ဇလန်းဒါမျိုးတွေပေါ့နော်10ဇလန်း3ဇလန်း9လေးပါဝါတွဲရဲ့10တုံးပါဝါတွဲရဲ့ ਨੇ ဒီမှာအပြီးရှင်းသွားတာဖြစ်ပါတယ်နော်ဒီနာလေးက site ကလေးတွေကကဲအဲ့ဆိုတော့ကျွန်တော်တို့ကလောလောဆယ်ဒီလောက်ကလေးပဲကျွန်တော်ပြထားမှာပါနော်နောက်ရှာဖွေတွေ့ရှိတဲ့အခါမျိုးတွေဆိုတော့ကျွန်တော်ပြန်တစ်ခါပြန်လာခဲ့ပါပေါ့နော်ဒါဆိုတော့ကျွန်တော်တို့ကဒီကောင်86တုံးကြရင်86တုံးထိုးလို့ရတယ်26တုံးကြရင်26တုံးထိုးလို့ရတယ်66တုံးနော်46တုံးလောဆယ်ဒါကျွန်တော်တို့ကအကြံပင်ပြတာအတိုင်းတာပေါ့နော်ဒါ4လပိုင်းကျွန်တော်တို့ကဒီခုပြတဲ့ site က4လပိုင်း1ရက်နေ့ထွက်မဲ့နော် 3D ဖြစ်ပါတယ်နော်တရက်4လနော်2026နော်အဲ့ဒီအတွက်ဖြစ်ပါတယ်နော်အခါကြောက်လဲ1ရက်နေ့ထွက်ရင်ထွက်တယ်2ရက်နေ့ထွက်ရင်ထွက်တယ်နော်ဟုတ်ပြီအဲ့ဆိုတော့အားလုံးပဲကံကောင်းကြပါစေဗျာနော်